ရွှေရောင်ကွင်းပြင်နှင့်လယ်သမားကြီးတရွာလုံးအိပ်ပျော်နေချိန်မိုးသားတိမ်ညိုတွေအုံဆိုင်နေပြီးအာရုယုံဦးလေသည်အေးမြစွာတိုက်ခတ်နေပါသည်လယ်သမားကြီးဦးအေးမောင်သည်သူ၏ကြက်ခိုးရောင်အင်ကြီးကိုဝတ်လျက်တစ်သားတဲ့အိမ်လေးထဲမှထွက်လာသည်သူ့လက်ထဲတွင်ရိုးရာကြေးအိုးဟောင်းလေးတစ်လုံးကိုကွန်းအိတ်ဖြစ်နှင့်ပါလာသည်ဒီနေ့တော့ငါရဲ့လယ်တွေရေသွင်းရမယ့်နေပဲကွာဟုသူကသူ့ကိုယ်သူပြောမိသည်သူ၏လယ်ကွင်းသည်ကြေးရွာ၏အဆက်တွင်တည်ရှိပြီးစပားပင်များသည်ရွှေရောင်အဆင်းဖြင့်လှိုင်လှိုင်တောက်ပနေသည်သူ၏ရှေးဘိုးဘေးတွေစိုက်ခဲ့သလိုပင်သူသည်တဘာဝစာနွားချီတို့ဖြင့်သာဤစပားခင်းကိုပြုစုပြောထောင်ခဲ့သည်နနက်စာအတွက်သူ၏ဇနီးဒေါ်တင်တင်မူကပူပူနွေးနွေးမုံဟင်းခါအိုးကြီးကိုချက်နေသည်အိမ်၏အနီးတစ်သားစင်ကြံပေါ်တွင်တမီးဖြစ်သူမမြင့်မြင့်ဆန်းသည်ရိုးရာရက်တောင်လေးကိုကင်လျက်သူ၏ဖခင်အတွက်လက်ဖက်ရည်အိုးခွက်ကိုချင်းရင်မလာအောက်ရက်ခတ်ပေးနေသည်အဖေကြီးရေနွေးချမ်းတောက်လို့ရပြီနော်ဟုသူမကရင်ရင်ကြေးကြေးဖြင့်ခေါ်လိုက်သည်ဦးအေးမောင်သည်လက်ဖက်ရည်ချမ်းခွက်လေးကိုတောက်လိုက်သည်ခါတသက်ရတာသည်အားရင်ရှိသွားစေသည်ဒီနှစ်တော့အဖေတို့လယ်တွေစပားအထွက်ကောင်းမယ်ထင်တယ်ဘိုးဘွားတွားရဲ့ကျေးဇူးတွေပဲဟုသူကပြောသည်ဟုတ်ပါတယ်ဖေဒါပေမဲ့အိမ်ကြီးချင်းဥပကြီးကတော့ဓာတ်မြေဩဇာသုံးပြီးသူ့စပားတွေပုံမြန်ကြီးထွားအောင်လုပ်နေတယ်လေဟုမမြင့်မြင့်ဆန်းကပြောသည်ဦးအေးမောင်သည်ပြုံးလိုက်သည်တို့များရဲ့ကြေးလက်တောင်သားတွေရဲ့အလေးချင်းကတော့တဘာဝနဲ့တဟဇာတစ်ဖြစ်ဖို့ပဲဓာတ်မြေဩဇာတွေကရေကိုညဉ့်ညမ်းစေတဲ့မြေကြီးရဲ့တဘာဝဇီဝဓာတ်တွေကိုခန်းချောက်စေတယ်ဒါကြောင့်ငါတို့ရဲ့ဘိုးဘွားတွေတင် जा ပြသခဲ့တဲ့နိလန့်ကအကောင်းဆုံးပဲနေ့လယ်ခင်းချိန်တွင်ကြေးရွာလယ်ကွင်းပြင်တွင်လူအုပ်ကြီးစုယုံလာသည့်ကြေးရွာတစ်ရွာလုံးပါဝင်သည့်ဒိုးပေါင်းခေါ်လေသမားများအပြန်အလှန်ကူညီရေးစနစ်ဖြင့်ဦးအေးမောင်တို့၏စပားရိတ်သိမ်းခြင်းစတင်မည်ဖြစ်သည်လူကြီးလူငယ်ယောက်ျားမိန်းမအားလုံးစီဝေးကြသည့်အချို့ကလယ်ကွင်းထဲရှိရွှွန့်တဲ့ခြေပလာဖြင့်စပားရိတ်ကြသည့်အချို့ကရိတ်သိမ်းထားသည့်စပားများကိုလက်မြဖြင့်တင်ကြသည့်အချို့ကဟင်းသီးဟင်းရွက်များချွေကြထမင်းဟင်းချက်ကြသည့်အားလုံးစီကတိုက်မြုပ်နေသည်အလုတ်လုတ်ရင်တချင်းဆိုတမ်းများရေမောတမ်းများဖြင့်ပျော်ရွှင်စရာပွဲတော်တစ်ခုလိုဖြစ်နေသည်ဤဒီမှာမြမကြီးလက်တလေးဤအကျိုးတူလက်တွဲလောက်ကင်မှုရှီရင်ဆွဲအလှတရားပင်ဖြစ်သည်ညနေခင်းလယ်ကွင်းထဲတွင်ရွှေရောင်စပားပင်များအားလုံးရိတ်သိမ်းပြီးသွားသည်ကြေးရွာလူထုအားလုံးဦးအေးမောင်၏အိမ်တွင်စုဝေးကြသည်ဦးအေးမောင်အိမ်ဤဥယျင်ချမ်းထဲတွင်ကြီးမားသောမိဖို့ကြီးပြုလုပ်ပြီးဧကန်ပွဲကျင်းပသည့်လက်ဆက်သောကြေးရွာချောင်းမြောင်းထဲမှရသောငါးများကြေးရွာထွက်ဟင်းသီးဟင်းရွက်များစံကြမ်းဖြင့်ချက်ထားသောရိုးရာထမင်းကြမ်းဟင်းချိုကြီးအိုးနှင့်ကြေးရွာထွက်တစ်သီးများစားတောက်ကြသည်ထမင်းစားပြီးနောက်လူကြီးများသည်လက်ဖက်ကိုအမြည်ဖြင့်တုပ်စားကြသည်လူငယ်လူရွယ်များကမူကြေးရွာလယ်ကွင်းပြင်တွင်ရိုးရာပစိုးများရင်ဖုံးအင်ကြီးများဝတ်ဆင်ကရွာသားများတီးမှုတ်သောအိုးစီတိုးပတ်ဝိုင်းကခုန်ကြသည်မမြင့်မြင့်ဆန်းလဲတငယ်ချင်းများနှင့်အတူပျော်ရွှင်စွာကပြသည်ဦးအေးမောင်သည်သူ၏တစ်သားကိုပစ်ပေါ်တွင်ထိုင်နေသည်သူ့မျက်လုံးများသည်ပျော်ရွှင်မှုဖြင့်တောက်ပနေသည်သူသည်သူ၏လက်ဖွားကိုကြည့်သည်ထိုလက်ဖွားများသည်မိုးရွာသွန်းမှုနေအောင်ကြီးနှင့်မြေကြီး၏အရသာကိုသိသည်သူသည်ဤကျေးလက်တွင်မွေးဖွားကြီးပြင်းခဲ့သည်ဤမြေကြီးကိုချစ်မြတ်နိုးသည်ဒေါ်တင်တင်ဟုသူကသူ့ဇနီးကိုခေါ်သည်ဒီနှစ်စပားအထွက်ကောင်းတယ်နောက်လာမယ့်ကြာတာပတေးနေ့မှာကြေးရွာဖျားစီဒီမှာဆွန့်ကပ်ဖို့စီစဉ်ကြရအောင်ကျေးဇူးတင်တဲ့အကြောင်းလဲပြောကြားခြင်းသည်ဒေါ်တင်တင်ကခေါင်းညှိလိုက်သည်ဟုတ်ပါတယ်ကျေးဇူးပါပဲညနေတကောင်အချိန်ကြေးရွာတစ်ခုလုံးငြိမ်သက်သွားသည်လယ်သမားကြီးဦးအေးမောင်သည်အိယာထဲတွင်လဲနေသည်သူ၏နားတွင်ဖားများ၏တချင်းတန်နှင့်ပိုးများ၏အတန်များကြားရသည်ဤအတန်များသည်သူ့အတွက်ကပ္ပအလှဆုံးတချင်းများဖြစ်သည်သူသည်မျက်လုံးမိတ်လိုက်သည်သူ၏နှလုံးသားထဲတွင်ကြေးလက်၏ငြိမ်းချမ်းမှုနှင့်ရိုးရာဓလေ့၏နှွေးထွေးမှုတို့ဖြင့်အိပ်ပျော်သွားသည်